သူမှသူ့မွေးနေ့အတွက်ပေးထားခဲ့တဲ့ဆူတောင်းပလင်းလေးကိုအဲ့ဒီလူရိုက်ခွဲလိုက်တဲ့ခဏမှာပဲတန်ဖိုးမရှိတဲ့အပေါ်စားပစ္စည်းတစ်ခုကိုလွှင့်ပစ်လိုက်ပြီလို့သူထင်ခဲ့တာပါဒါပေမဲ့အဲ့ဒီအစားပလင်းကွဲစားတွေကျမ်းပြင်ပေါ်ဆင်းထွက်သွားပြီးမေဘက်ကားတော့တစ်ချောင်းလူတိုင်းရဲ့ရှေ့ကိုလိမ့်ထွက်လာခဲ့တယ်တညလုံးသူလောင်ပြောင်ခဲ့တဲ့လက်ဆောင်ဟာတကယ်တော့ဒေါ်လာတန်းနဲ့ချီတန်ကြီးရှိတဲ့ကားတစ်စီးဆိုတာကိုအဲ့ဒီအချိန်ကြာမှပဲသူနားလည်လိုက်ရတာပါဒါပေမဲ့အဲ့ဒီအချိန်မှာတော့အရာရာနောက်ကျသွားခဲ့ပါပြီလွန်ခဲ့တဲ့၈နာရီကဆိုဖီဆာဖီဟာတန်းကြွတဲ့မိသားစုရဲ့သမီးရင်းဆိုတဲ့သူမရဲ့အထောက်ထားအမှန်ကိုလှုပ်ဝက်ထားခဲ့ပြီးရိုးရိုးတာမန်နောက်ခံရှိတဲ့အမျိုးသားတစ်ယောက်နဲ့၃နှစ်တိုင်တွဲခဲ့ပါတယ်ကောင်လေးရဲ့မွေးနေ့နဲ့သူတို့ရဲ့၃နှစ်ပြည့်နှစ်ပတ်လည်ကိုအထိမ်းအမှတ်ပြုဖို့အတွက်သူမဟာမောင်လေးနဲ့အတူဟိုတယ်အဆင့်မြင့်ကားရောင်းဆိုင်ကိုတွားခဲ့ပြီးစီးရီအကန့်အသတ်နဲ့ထုတ်တဲ့ပစ္စည်းစုံပါဝင်တဲ့မေဘက်ကားတစ်စီးကိုကိုယ်တိုင်ကိုကြရွေးချယ်ပေးခဲ့တာပါဒါအပြင်စက်ကူကျဲလေးပေါင်း314လုံးကိုလည်းလက်နက်နဲ့ခောက်ခဲ့ပြီးဒုတိယမြောက်အံ့အားသင့်စရာအဖြစ်ကားတော့ကိုပလင်းရဲ့အလဲတက်မှာလှုပ်ဝက်ထည့်ပေးထားခဲ့ပါတယ်ပလင်းကိုဖွင့်လိုက်တဲ့အခါသူအရန်ပျော်သွားလိမ့်မယ်လို့သူမထင်ခဲ့တာပါသူမရဲ့မောင်လေးကတော့အဲ့ဒီလိုလူမျိုးအတွက်ဘာလို့ဒီလောက်အထိလုပ်ပေးနေရတာလဲဆိုတာနားမလည်ခဲ့ပေမဲ့ဆိုဖီကတော့အဲ့ဒီလူဟာပတ်စံနဲ့ဝယ်လို့မရနိုင်တဲ့နှွေးထွေးမှုဂရုစိုက်မှုနဲ့ကျင်နာမှုတွေကိုသူမကိုပေးခဲ့တယ်လို့ယုံကြည်နေခဲ့တာပါဒါကြောင့်လဲသူမဟာမျှော်လင့်ချက်အပြည့်နဲ့မွေးနေ့ညစာစားပွဲကိုရောက်လာခဲ့ပါတယ်သူမရဲ့ချစ်သူလူကတ်ကပလင်းကိုသူမစီကနေမတိမတာဆက်ဆုပ်တဲ့မျက်နှာပေးနဲ့ယူလိုက်ပြီးအစားအသောက်တွေအရင်သွားမှထားဖို့နဲ့ဈေးကြီးတာတွေမမဖို့သူမကိုပြောခဲ့ပါတယ်သူမကြောခိုင်းထွက်သွားတာနဲ့တပြိုင်နက်သူကအဲ့ဒီလက်ဆောင်ကိုဂရုချက်ထဲပို့လိုက်ပြီးဘလောက်အပေါ်စားဆန်ကြောင်တောင်ပြောင်းခဲ့တာပါသူတငယ်ချင်းတွေကလည်းကလေးကလားဆန်ပြီးအဆက်ကွဲစရာပဲလို့ပြောကအတူတူရေမောခဲ့ကြပါတယ်အဲ့ဒီနောက်လူကတ်ကအပြင်မှာရပ်ထားတဲ့စက်ယုံထွက်မေဘက်ကအသစ်ဆက်ဆက်ကိုမြင်သွားပြီးမနာလိုစိတ်နဲ့စိုက်ကြည့်ကဂရုချက်ထဲမှာကြွားဖို့တပ်ပုံရိုက်ယူခဲ့ပါတယ်အဲ့ဒီကားဟာဆိုဖီသူတို့အတွက်ပြင်ဆင်ပေးထားခဲ့တဲ့လက်ဆောင်စစ်စစ်ဖြစ်နေမှန်းကိုတော့သူနည်းနည်းမှမသိခဲ့ပါဘူးပါတီစတာနဲ့အမျှဧည့်သည်တွေဟာဈေးကြီးတဲ့စနီကာဖက်နှက်တွေနဲ့တမိုးကြီးခါပတ်တွေကိုကင်ဆောင်ပြီးတယောက်ပြီးတယောက်ရောက်လာခဲ့ကြပါတယ်လူကတ်ကလူတိုင်းကိုနှွေးထွေးစွာကျေးဇူးတင်ပြီးလက်ဆောင်တိုင်းကိုဂုဏ်ယူစွာလက်ခံခဲ့ပါတယ်ဆိုဖီအလှည့်ရောက်တဲ့အခါကျတော့သူ့ရဲ့မဟာတေကောင်မလေးမီယာကဆူတောင်းပလင်းကိုကောက်ယူပြီးဘာမှတန်ကြေးမရှိပါဘူးဆိုပြီးပွန့်ပွန့်လင်းလင်းစော်ကားခဲ့ပါတယ်အခြားသူတွေကလည်းဝင်ပါလာပြီးဆိုဖီဟာဈေးတွန်ပြီးဟန်ဆောင်ရက်ရောနေတယ်ဈေးကြီးတဲ့ညစာကိုတော့လာစားနေသေးတယ်ဆိုပြီးကလေးကလားလှောင်ပြောင်းခဲ့ကြပါတယ်ဆိုဖီနောက်ထပ်နှုတ်ဆက်မနေနိုင်တော့ပါဘူးလူကတ်ဝစ်ဆင်ထားတဲ့နာရီတွေဝစ်စုံတွေနဲ့အခြားတန်မိုးကြီးပစ္စည်းတွေအားလုံးဟာသူမစိုက်ထုတ်ပေးထားတာဖြစ်ကြောင်းဒါအပြင်သူတို့ရဲ့ဒိတ်လုတ်ခဲ့တဲ့ပွဲအများစုကိုလည်းသူမပဲပတ်စံစိုက်ခဲ့တာဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်ဒါပေမဲ့မီယာကအဲ့ဒီပတ်စံတွေကိုသုံးဖို့ဆိုဖီကိုမြည်သူမအတင်းအကျပ်မခိုင်းခဲ့ပါဘူးဆိုပြီးပေါ့ပေါ့တန်တန်ပဲပယ်ချခဲ့တာပါအနာကျင်ရဆုံးကတော့လူကတ်ရဲ့တုံ့ပြန်မှုပါပဲသူမဘက်ကကာကွယ်ပေးမဲ့အစားသူကပါဝင်ရောက်ပြီးသူမရဲ့လက်နဲ့နှလုံးသားနဲ့ပြုတ်လုထားတဲ့ပလင်းလေးကိုလှောင်ပြောင်ခဲ့ပါတယ်ဒါဟာသူမြင်မှုသမျှထဲမှာအတွက်ချက်အများဆုံးလုပ်ရက်ပဲလို့သူကလူတိုင်းကိုပြောခဲ့ပါတယ်အဲ့ဒီခဏမှာပဲဆိုဖီဟာအဲ့ဒီဆက်ဆံရေးဟာဘာဖြစ်သွားပြီလဲဆိုတာကိုအပြည့်အဝနားလည်လိုက်ရပါတယ်လူကတ်ကတော့ဒီလောက်နဲ့မပြီးသေးပါဘူးဝိုင်းထဲမှာကြွားကျင်စိတ်တွေထိမ့်မရသေးပဲပလင်းကိုဆွဲယူကကျမ်းပြင်ပေါ်စောင့်ရိုက်ခွဲလိုက်ပါတယ်ဖန်ကွဲစားတွေဟာအခန်းနဲ့လွင့်စင်ထွက်သွားပြီးတင်ကေတာနှစ်ခုပါတဲ့မေဘက်ကားတော့တစ်ချောင်းဟာတက်တေအဖြစ်လိမ့်ထွက်လာခဲ့ပါတယ်တခန်းလုံးတိတ်ဆိတ်သွားခဲ့ပါတယ်လူကတ်ချက်တေတေသွားခဲ့ပြီးမီယာကတော့ဒါဟာ online store အပေါ်စားကဝယ်ထားတဲ့အတူပစ္စည်းတစ်ခုပဲဖြစ်ရမယ်လို့ဆိုအတင်းပြောဖို့ကြိုးစားခဲ့ပါတယ်လူကတ်ကလည်းမျက်နှာရစေဖို့အတွက်အဲ့ဒီရှင်းပြချက်ကိုချက်ချင်းပဲစုပ်ကိုင်လိုက်ပြီးရှင်အုပ်စုထံမှလက်တလောရရှိထားတဲ့အလုတ်ကန့်လန့်ချက်အစ်စ်အကြောင်းကြွားလုံးထုတ်ကသူ့မှာစီးစိမ်ဥစ္စာတွေရှိနေပြီလို့ကြေညာခဲ့ပါတယ်ဆိုဖီဟာသူ့မျက်နှာပွင့်အောင်လုပ်ပေးနိုင်လောက်အောင်လှလို့သာသူမနဲ့ပေါင်းခဲ့တာပါလို့သူကပြောခဲ့ပါတယ်သူမလိုမျိုးအမြဲတမ်းကြိုးစားလုံးနေတဲ့မိန်းမမျိုးဟာထိမ့်သိမ်းထားဖို့တန်ဖိုးမရှိပါဘူးလို့လည်းသူကပြောခဲ့ပါတယ်ဆိုဖီဟာသူမရဲ့3နှစ်တာအချစ်တွေဟာခဏချင်းမှပဲပုတ်တိုးစိတ်ဝင်သွားတယ်လို့ခံစားလိုက်ရပြီးအခြေရေးကိုအဲ့ဒီနေရာမှာတင်အဆုံးတက်လိုက်ပါတယ်အငင်းပွားနေစဉ်အတွင်းမီယာကဘီယာပလင်းကိုဆွဲယူပြီးသူ့မကိုချင်းချောက်ခဲ့ပေမဲ့ခြေချော်ပြီးဘေးနားမှာရပ်ထားတဲ့မေဘက်ကားရဲ့မှန်ကိုမတော်တဆရိုက်ခွဲမိသွားခဲ့ပါတယ်လူကတ်ကအဲ့ဒီပျက်စီးမှုအတွက်ဆိုဖီကိုချက်ချင်းအပြစ်ပုံချပြီးသူ့တငယ်ချင်းတွေနဲ့အတူထွက်သွားဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစုံမိသားစုကချမ်းသာတဲ့အမျိုးသမီးငယ်တစ်ယောက်ဟာဆိုဖီကိုမှတ်မိသွားပြီးမေဘက်လက်ဆောင်ပေါ်တုံ့ပြန်မှုကိုမေးမြန်းခဲ့ပါတယ်အမှန်တရားကိုဖုံးကွယ်ထားလို့မရတော့ပါဘူးလူကတ်ဟာချက်ချင်းပဲစကားတန်ပြောင်းသွားပြီးဆိုဖီကိုပြန်ရဖို့ကြိုးစားခဲ့ပါတယ်သူဟာအဲ့ဒီတမိုးကြီးကားကိုတုံပြီးသူ့တငယ်ချင်းတွေကိုကြွားလုံးထုတ်ချင်တဲ့အတွက်ကားတော့ကိုတောင်လှမ်းယူဖို့ကြိုးစားခဲ့ပါသေးတယ်ဆိုဖီကတော့သူ့ကိုလုံးဝဂရုမစိုက်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပါတယ်သူမရဲ့ကားကိုမောင်းချင်ရင်တော့တနာရီကိုဒေါ်လာ30သူညပေးရမယ်လို့သူမကပြောခဲ့ပါတယ်ထို့နောက်သူမဟာမီယာဘက်ကိုလှည့်ပြီးရိုက်ခွဲလိုက်တဲ့စက်ယုံထုတ်မူရင်းမှန်အတွက်ရောကြီးတောင်းခဲ့ပါတယ်မပေးနိုင်ရင်တော့ရှေ့နေစီကစားရလိမ့်မယ်လို့ပြောလိုက်ပါတယ်လူကတ်ကသူတို့ရဲ့တန်ရောစဉ်အမတ်တရားတွေနဲ့သူမကိုအပြစ်ရှိတယ်လို့ခံစားရအောင်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ဆိုဖီကမီယာနဲ့သူ့ရဲ့ဖောက်ပြန်မှုကိုလူတိုင်းရှေ့မှာဖော်ထုတ်လိုက်ပါတယ်ထောက်ဆီသွားတဲ့မီယာကဆိုဖီရဲ့ချမ်းသာမှုဟာအမှန်တကယ်ဟုတ်မဟုတ်မေးခွန်းထုတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဆိုဖီကအမှန်တရားကိုထုတ်ဖော်လိုက်ပါတယ်သူမဟာရှင်အုပ်စုရဲ့တမီးရင်းဖြစ်ပါတယ်သူမဟာရဲကိုချက်ချင်းဖုန်းဆက်လိုက်ပြီးသူတို့နှစ်ယောက်လုံးကိုအရေးအတွက်မမှန်ဆွဆွဲမှုနဲ့တမင်တကာပိုင်ဆိုင်မှုကိုပျက်စီးစေမှုလို့နဲ့တရားစွဲဆိုခဲ့ပါတယ်ညအကုန်မှာတော့လူကတ်ဟာသူခုနကတင်ကြွားလုံးထုတ်ခဲ့တဲ့လစာကောင်းတဲ့အလုပ်ကိုဆုံးရှုံးသွားခဲ့ရပါတယ်သူနဲ့မီယာဟာခုဆိုရင်ပြင်ဆင်စရိတ်သူတို့ရဲ့ဥပဒေရေးရာပြဿနာတွေနဲ့လူတိုင်းရှိမှအဆက်ကွဲရတဲ့အဆက်ရမှုတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာစဉ်းစားနေရပါပြီအဲ့ဒီကြမှာပဲသူတို့လွှင့်ပစ်လိုက်တာဘာလဲဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ကြတာပါသူတို့လောင်ပြောင်ခဲ့တဲ့စီစိန်သူတို့ပြစ်ပယ်ခဲ့တဲ့အချစ်နဲ့သူတို့ကိုယ်တိုင်လက်နဲ့ဖျက်ဆီးလိုက်တဲ့ဘဝလိုပဲဖြစ်ပါတယ်